လုပ်ငန်းရှင်တွေအနေနဲ့စက်ရုံအလုပ်ရုံကိုတောင်တွေကိုမိရမှာခံထားတဲ့အခါအဆောက်အုံတွေမကပဲအတွင်းပိုင်းမှာရှိတဲ့စက်ကရိယာနဲ့ကုန်ပစ္စည်းများအားလုံးကိုပါမိရမှာခံထားရှိနိုင်ပါတယ်မိရမခံမှာလုပ်ငန်းအတွက်မရှိဖြစ်လိုအပ်တဲ့စက်ပစ္စည်းနဲ့စက်ရန်တရားများထုတ်လုပ်မှုအတွက်အသုံးပြုနေတဲ့စက်ကရိယာများသက်ဆင်ထားတဲ့ဆက်စိတ်ပိုင်းများစတဲ့ဆက်တစ်ခုချင်းစီကစားလို့မိရမခံအကာအကွယ်ရရှိနိုင်ပါတယ်။ဒါအပြင်ကုန်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ကုန်ချမ်းများစက်ရုံတွင်းရှိကုန်ပစ္စည်းများရောင်းချရန်တိုးလောင်ထားတဲ့ကုန်ချောပစ္စည်းများကိုလည်းမိရမခံထားရှိနိုင်လို့မျိုးရုံးခန်းတုံးဇပွဲကလတ်ထိုင်းကွန်ပျူတာလေးပိဆက်စတဲ့ပရိဘောကနေရုံးလုံးပစ္စည်းများကိုလည်းမိရမခံဝယ်ယူခြင်းဖြင့်ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။မိရမခံရဲ့အခြေခံကာကွယ်မှာဥဆက်မီမတော်ဆမီမိုးကြိုးပြည့်လောင်ကျွမ်းတော်မီအိမ်သုံးတန်းငွေရိုးစိတ်ပောက်ကွဲမှုတို့အတွက်ပဲကာကွယ်ပေးနိုင်တာဖြစ်လို့လုပ်ငန်းရှင်များအနေနဲ့ပုံမပြည့်စုံတဲ့အကာအကွယ်ရရှိနိုင်မှုလုပ်ငန်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အပိုကာကွယ်များကိုပါတပါတဲ့ရွေးချယ်ဝယ်ယူထားတင်ပါတယ်။ဒါကြောင့်ပုံမပြည့်စုံတဲ့မိရမခံအကာအကွယ်ကိုကြိုတင်ပြင်ဆင်ထားမှသာလူကြီးမင်းတို့ရဲ့အဖို့တန်ပိုင်ဆိုင်မှုတွေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။